ဂျာမန် U8 စစ်ဖိုးရေငုပ်သင်္ဘောဟာစစ်ဆက်ပုံစံနဲ့မောင်းနှင်နေတာကိုလောင်ဒါစ်သတိထားမိသွားခဲ့တယ်ဗျ။အဲ့ဒီအချိန်မှာပဲသူတို့ရဲ့နောက်ကလိုက်နေတာကိုရန်သူကရိပ်မိသွားပြီဆိုတာတေချာသွားခဲ့တယ်။ရေငုပ်နေတဲ့ရေငုပ်သင်္ဘောတစ်စင်းကိုတိုက်ခိုက်ရတာတောင်ခက်ခဲနေပြီးစစ်ဆက်မောင်းနေတဲ့ရန်သူကိုပြစ်မှတ်ထားရတာပိုပြီးမလွယ်ကူတော့ပါဘူး။ဒါပေမဲ့လောင်ဒါစ်မှာအစီအစဉ်ရှိနေပါတယ်။သူဟာ Hans Venture ကိုညာဘက်ကွေခိုင်းပြီး U8 စစ်ဖိုးရဲ့နောက်ကနေတိတ်တဆိတ်လိုက်ပါတော့တယ်။ရန်သူရဲ့အရှိန်လမ်းကြောင်းနဲ့ကွေးထောင်တွေကိုတိတိကျကျသိဖို့လိုအပ်နေခဲ့တာပါ။ခဏအကြာမှာတော့ U8 စစ်ဖိုးဟာလမ်းကြောင်းကိုထပ်ပြောင်းလိုက်ပြန်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့လောင်ဒါစ်ကသူ့ရဲ့ပြိုင်ဘက်ဟာအတွေ့အကြုံနဲ့သေးတဲ့ကပတိန်တစ်ယောက်ဖြစ်နိုင်တယ်လို့တွေးမိခဲ့တယ်။ဒါဟာသူ့အတွက်အခွင့်အရေးတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။အရေးကြီးဆုံးကတော့ဂျာမန်ကပတိန်ဟာတိုက်ခိုက်ရေးပယ်ရီစာကုတ်ကိုရေမျက်နှာပြင်ထက်မှာဆက်လက်ထားရှိနေသေးပါပဲဗျ။ကိုယ့်ရဲ့အတွေ့အကြုံနုနယ်မှုနဲ့မစင်မချင်းပြုလုပ်မှုတွေဟာတစ်ဖက်ရန်သူကိုအခွင့်အရေးတာစေတာပေါ့ဗျာ။လူကသာဘာမှမဟုတ်တာပယ်ရီစာကုတ်ကထောင်ရက်ပဲ။အဲ့ဒီပယ်ရီစာကုတ်ဟာ U8 စစ်ဖိုးရဲ့တီနေရာကိုဖော်ပြပေးနေတဲ့တစ်ခုလေးသောတဲလွန်စာဖြစ်နေတာပါပဲ။လောင်ဒါစ်ဟာ Storewatch ကိုကင်ထားရင်ရန်သူရဲ့ကွေးကောက်မှုတိုင်းကိုအချိန်မှတ်နေပါတယ်။သူ့ရဲ့ခဲတံကမြေပုံပေါ်မှာအဆက်မပြတ်ရေးချစ်နေပြီး U8 စစ်ဖိုးရဲ့လှုပ်ရှားမှုတွေကိုတွက်ချက်နေခဲ့ပါတယ်။အခုတော့တမိုင်းတစ်လျှောက်ပထမဆုံးရေငုပ်သင်္ဘောချင်းရေငုပ်ထားရင်တိုက်ခိုက်မဲ့အခိုက်အတန့်ဟာတဖြည်းဖြည်းနီးကပ်လာနေခဲ့ပါပြီမိတ်ဆွေတို့ရေ